ဒီနေ့ကတော့ကျွန်တော် logo guideline အကြောင်းပြောပါတယ်ဒီနေ့ကကျတော့ကျွန်တော် brand guideline တွေ logo guideline ကြီးဆိုတာဘယ်လိုပုံစံမျိုးလဲဆိုတော့ကြည့်လို့ရအောင်လေ့လာလို့ရအောင်ကျွန်တော် website လေးတစ်ခု share လုပ်ပေးမယ်အဲ website ကကျတော့ကျွန်တော်တို့ slide share လို့ခေါ်တယ်ပေါ့နော်slide share ကကျွန်တော်တို့ဒီ free ကြည့်လို့ရတဲ့ website တစ်ခုပေါ့ဒါပေမဲ့ဒီ logo brand file တွေဒီ logo guideline file တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်သူကဒီ subscription ဝယ်ရတယ်ပေါ့ subscription မဝယ်ထားဘူးဆိုရင်ကိုယ့်ရဲ့ဒီဆွဲထားတဲ့ file တစ်ခုလောက်ကို upload လုပ်ပေးရတယ်အဲ့တော့မှ free download လုပ်ရတယ်ပေါ့ဒီ slide share ထဲမှာဆိုရင်ဒီ Coca-Cola ရဲ့ကျွန်တော်တို့ဒီ brand guideline တွေ KFC ရဲ့ brand guideline တွေလုပ်ငန်းကြီးရင်ကြီးတယ်လို့လုပ်ငန်းသေးရင်သေးတယ်လို့ကျွန်တော်တို့ဒီ guideline တွေအများကြီးကျွန်တော်တို့တင်ထားပြီးတဲ့ designer တွေကျွန်တော်တို့ဒီ producer တွေ agency အများကြီးရှိတယ်ပေါ့အဲ့ဒီထဲမှာကို brand ကဒီ coffee ဆိုင်ဆိုရင် coffee ဆိုင်ကျွန်တော်တို့ဒီ restaurant ဆိုရင် restaurant service လုပ်ငန်းဆိုရင် service လုပ်ငန်းဘယ်လိုလုပ်ငန်းမျိုးတွေကဘယ်လို guideline တွေဆွဲပြီးတော့အသုံးပြုနေလဲဘယ်လိုဒီ logo guideline လား brand guideline လားအားကြောင့်ဒီ brand guideline တွေ logo guideline တွေကအရေးကြီးရလဲဆိုတဲ့ဥစ္စာမျိုးတွေဘယ်လိုနေရာမျိုးမှာအသုံးချလဲဆိုတဲ့ဥစ္စာမျိုးတွေကိုဒီ website ထဲမှာတွားပြီးတော့လေ့လာကြည့်လို့ရပါတယ်ဗျတော်တော်လေးကောင်းတဲ့ website ဖြစ်လို့ကျွန်တော် sharing လုပ်ပေးလိုက်ပါတယ်နောက်ရကြရင်တော့ကျွန်တော်အနေနဲ့ဒီ brand guideline ကိုကျွန်တော် detail ရှင်းပြသွားမှာဖြစ်ပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့